နေ့ကိုစတင်လိုက်ပြီဆိုတာနဲ့ငါဒီနေ့ဘာလုပ်ရမလဲဆိုတဲ့အချက်ကိုပဲစဉ်းစားပြီးအလုပ်ပဲလုပ်ဖို့စဉ်းစားနေတာလားဒါမှမဟုတ်လို့ရှိရင်ကိုမေကိုနေပြန်ထုတ်ပြီးကိုရဲ့လှုပ်ဆောင်ချက်တွေက view ဟာတစ်ခု system တစ်ခုကိုတိစောက်နေတာလားဒီနှစ်ခုကခြားနာတယ်အဲ့ဒီခြားနာခြင်းရပဲကိုရဲ့အနာဂတ်ဖြစ်သွားတာဒီနေ့ခေတ်လုပ်ငန်းရှင်တွေတော်တော်များများမှာလေ conflict ဖြစ်နေတဲ့အရာတခုရှိတယ်အဲ့ဒါဘာလဲဆို system ဆိုတဲ့စနစ်ကြကြလှုပ်ဆောင်တဲ့ view ဟာတွေနဲ့ကိုရဲ့daily life မှာ hashtag ဖြစ်နေတဲ့ရုန်းကန်မှုတွေကြားမှာအများအား conflict ဖြစ်နေတယ်လူတယောက်ကစ조사ပန်းစားအလုံးလုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့လုပ်ရက်တွေကရှေ့ကိုမရောက်ဘူးလို့ခံစားနေရတယ်ဒါဆိုရင်လေကျမတို့ဒါကိုအလုံးလုပ်တယ်လို့ခေါ်လို့မရဘူးဒါအပေါ်လုပ်တွေနဲ့အလုံးရှုပ်နေတာပဲဖြစ်တယ်အများစုသောလုပ်ငန်းရှင်တွေတော်တော်များများမြန်မာလူမျိုးလုပ်ငန်းရှင်တွေအများစုကလေ hashtag ဆိုတဲ့ရုန်းကန်မှုကိုပဲအားကိုးတယ်အမြဲတမ်းအလုံးတွေရှုပ်နေမှအမြဲတမ်းပြေးလွှားလှုပ်ရှားနေမှအလုံးဖြစ်တယ်လို့သူတို့ကထင်တယ်တကယ်တမ်းကျတော့လေလုပ်ငန်းမှာလိုတာကအလုံးရှုပ်တဲ့အရာမဟုတ်ဘူးစနစ်ပဲလုပ်ငန်းတစ်ခုမှာစနစ်မရှိဘူးဆိုရင်ကိုကဘလောက်ပဲလုပ်ငန်းရှင်နေရာကိုယူထားကိုတိုင်းဒီဘတော်မှတကယ်လုပ်ငန်းရှင်နေရာကိုမရောက်ပါဘူးလုပ်ငန်းရဲ့အကျဉ်းသားပဲဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်မို့ကျမတို့က hashtag ဆိုပြီးတော့အလုပ်တွေလုပ်နေတာတဲ့တိုင်း system ဆိုတဲ့လုပ်ငန်းရဲ့အနာဂတ်ကိုသွားပြီးတော့မှကိုမရှိလဲလဲပတ်နိုင်တဲ့အလုပ်တွေကိုရဖို့အတွက်စ조사တင်တယ်အဲ့ဒါကြောင့်တနေ့တာနိုးထလာပြီဆိုတာနဲ့ငါဒီနေ့ဘာလုပ်မှာလဲဆိုတော့ငါဘာတိစောက်မလဲဆိုတာကိုပြန်ပြီးတော့မေးပါလို့ကျမပြောချင်ပါတယ်ရှင်ကျမတို့မတင်နီလာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့တကွာမိတ်ဆွေတို့လုပ်ငန်းတွေတိုးတက်အောင်မြင်ဖို့အတွက်ကိုနီးပေးလမ်းပြလုပ်ပေးနေတဲ့ business strategy architect တယောက်ဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံဆုံတွေ့ပါမယ်